အားလုံးပဲမင်္ဂလာပါဒီနေ့ရှင်းလင်းတင်ပြချက်မှာတော့နာမည်ကျော် Technical Analyst WD Gan ရဲ့တကယ်ကိုအမခန်းဖြစ်စီတာကောင်းတဲ့ဈေးနှုန်းနဲ့အချိန်တွက်ချက်မှုနည်းလိုင်းတွေကိုအတူတူဖော်ထုတ်သွားကြမယ် Trading လောကမှာ Gan Square နဲ့ Gan Fan တို့ရဲ့ရှုပ်ထွေးလာတဲ့ theory တွေကိုကြားဟိုးကြမှာပါဒါပေမဲ့ဒီ theory တွေကိုလက်တွေ့မှာဘယ်လိုထိထိရောက်ရောက်အသုံးချရမလဲဆိုတာကိုရင်းမြစ်အချက်လက်တွေပေါ်အခြေခံပြီးတိတိကျကျဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်ကဲဆက်လိုက်ကြရအောင်ဆိုတော့ကဒီနေ့ဘာတွေလေးလာတော့မလဲဆိုရင်ဈေးနှုန်းနဲ့အချိန်မျှတမှုဆိုတဲ့အခြေခံသဘောတရားကနေစတင်ပြီး Gan Square နဲ့ Gan Fan တို့ရဲ့အသုံးပြုပုံချဒီမှာမဖြစ်မနေရှောင်ရရမယ့်အမှားတွေနဲ့နောက်ဆုံးမှာတခြားနည်းလမ်းတွေနဲ့ပုံဆက်အသုံးပြုခြင်းဆိုတဲ့တမိုင်းဝင် theory တွေကနေခေတ်သစ်အသုံးပြုမှုတွေအထိစနစ်တကျသွားကြမှာပါတေချာပေါက်စိတ်ဝင်စားစရာတွေကြီးပါပဲ Okay ပထမဆုံးအနေနဲ့Ganရဲ့တွက်ချက်မှုကိရိယာတွေအားလုံးရဲ့အသက်သွေးကြောဖြစ်တဲ့အခြေခံသဘောတရားကိုစကြည့်ကြရအောင်အဲ့ဒါကတော့ဈေးနှုန်းနဲ့ချိန်ရများတာမှုတွေဖြစ်ပါတယ်ဒီမှာအဓိကအချက်ကဘာလဲဆိုတော့ဈေးကွက်ဒီဟာပြည့်ပြည့်စုံတဲ့ညီညွတ်မျှတမှုနဲ့အလုံးလောက်တဲ့ဆိုတာပါပဲအထူးသဖြင့်ဈေးနှုန်းနဲ့အချိန်ဟာ45ဒီဂရီထောင်မှတိတိကျကျထွားဆုံကြပါတယ်ဒီ45ဒီဂရီထောင်မြင့်ဆိုတာဈေးကွက်ရဲ့အလဲအပြောင်းတွေကိုရှာဖွေတဲ့နေရာမှာအလွန်ကိုအရေးပါတဲ့အချိုးအစားဖြစ်တယ်ဆိုတာကိုမြင်တွေ့ရမှာပါဒီအချက်ကိုပိုပြီးခိုင်မာသွားစေမယ့်ကောင်းတဲ့ချက်လေးတစ်ခုရှိပါတယ်။ဒါဟာ Gan theory ရဲ့နှလုံးသားလို့တော့ဆိုလို့ရပါတယ်။ဈေးကွက်တီဟာအကြောင်းမဲ့ဂျပန်လှုပ်ရှားနေတာလုံးဝမဟုတ်ပါဘူး။ဈေးကွက်ရဲ့အလဲအပြောင်းတွေဟာတင်ချာနီးရာတိကျတဲ့ပြီးမြောက်မှုအမတ်တီမှာသာဖြစ်ပေါ်လေးရှိတယ်ဆိုတာပါပဲ။ဒီအခြေခံမူကိုအရင်ဆုံးတေးသေးချာချာနားလည်ထားဖို့အလွန်ကိုအရေးကြီးပါတယ်။ဒီသဘောတရားတွေကိုသဘောပေါက်ပြီဆိုတော့အခုပထမဆုံးအဓိကကိရိယာဖြစ်တဲ့ Gan Square ကိုလှည့်ကြည့်လိုက်အောင်။ဒါဟာတင်ချာနီးကြမြေပုံတစ်ခုလို့အလုံးလုံးတဲ့ပုံသေးတွက်ချက်မှုစနစ်တစ်ခုဖြစ်ပါတယ်။ဒီနေရာမှာတကယ်ကိုစိတ်ဝင်စားစရာကောင်းတာကကဏ္ဍတွေရဲ့တိစောပုံပါပဲ။မိနစ်တိုင်းပဲ Gan Square of 9ဟာအလဲဘဟိုနံပါတ်1နဲ့စတင်ပြီးနိုင်လက်တန်တိုင်းခရူပတ်ပုံစံအပြင်ဘက်ကိုတဖြည်းဖြည်းကြီးထွားသွားတာပါ။အထူးသဖြင့်9 25 49စတဲ့ကဏ္ဍတွေရဲ့နှစ်ထပ်ကိန်းတွေဟာထောင်းတွေမှာတိတိကျကျကြားရောက်နေပြီးအဲ့ဒီနေရာတွေဟာဈေးကွက်အဓိကအလဲပြန်ဖြစ်နိုင်ခြေရှိတဲ့ zone တွေအဖြစ်တတ်မှတ်လို့ရနေပါတယ်။တကယ်ကိုအံ့ဩစရာပါပဲ။ဒါပေမဲ့ကဏ္ဍနှစ်ချီပဲလားဆိုတော့မဟုတ်ပါဘူးအရေးကြီးတဲ့မြင်းတွေနဲ့ထောင်နေရှိပါသေးရဲ့တောင်လိုက်နဲ့အလျားလိုက်ဖြစ်ဆွဲထားတဲ့ကာဒီနယ်မြင်းတွေရဲ့45ဒီဂရီထောင်ဖြစ်ဆွဲထားတဲ့ ordinal မြင်းတွေရဲ့ဟာအလွန်အားကောင်းတဲ့ support နဲ့ resistance အဆင့်တွေဖြစ်အလောက်လောက်ကြပါတယ်ဈေးကွက်ဟာဒီမြင်းတွေပေါ်ရောက်ပြီးဆိုတာနဲ့တောင်ပလန်မှုတွေပြင်းပြင်းထန်ထန်ဖြစ်ပေါ်လာတတ်ပါတယ်ဒီတော့တကယ်လက်တွေ့မှာဒါကူဘလို့အသက်သွင်းကြမလဲသိမခက်ပါဘူးအဆင့်30ပဲရှိပါတယ်ပထမဆုံးဈေးကွက်ရဲ့အမြင့်ဆုံးဒါမှမဟုတ်အနှိမ့်ဆုံးအခြေခံအမှတ်တစ်ခုကိုရှားရမှာမယ်ပြီးအဲ့ဒီအမှတ်ကို Gan Square ပေါ်က degree တွေဖြစ်တဲ့90 180 380စတာတွေနဲ့ပေါင်းထည့်တွက်ချက်ရမှာမယ်နောက်ဆုံးအဆင့်အနေနဲ့ထွက်လာတဲ့ရလဒ်တွေကနေအနာဂတ်မှာဖြစ်လာမယ့်ဈေးနှုန်းနဲ့အချင်းပြတ်မှတ်တွေကိုကြိုတင်ခန့်မှန်းလို့ရသွားပါပြီဒါဟာ trader တွေတကယ်သုံးနေတဲ့လုပ်ငန်းစဉ်ပါပဲ Gan Square ရဲ့ပုံတွေတွက်ချက်မှုတွေကိုမြင်ပြီးသွားပြီဆိုတော့အခုလှောက်ရှားပြောင်းလဲနေတဲ့ trend တွေတဲ့သုံးတဲ့ Gan Fan ချောင်းကိုဆက်သွားကြမယ် Gan Fan မှာပကတိရွှေစည်းမြင်လို့ခေါ်လို့ရတာကတော့ 1x1 မြင်ပါပဲဆိုလိုတာက45ဒီဂရီမြင်ပေါ့ဒါဟာအချိန်1 unit တိုင်းမှာဈေးနှုန်းဆက် unit တိုးတက်တယ်ဆိုတော့ပြည့်စုံတဲ့မြတမှုကိုစားပြုပါတယ်ဈေးကွက်ရဲ့ဈေးနှုန်းဟာဒီ 1x1 မြင်ရဲ့အပေါ်မှာရှိနေရင်အခြေခံအဖြစ်အထက်ကော်တက်နေတယ်လို့သတ်မှတ်နိုင်ပြီးအောက်မှာရှိနေတော့အောက်ကိုကျဆင်းနေတယ်လို့ခိုင်ခိုင်မာမာဆုံးဖြတ်လို့ရပါတယ်ရှင်းရှင်းလေးပါပဲဒီထောင်းတွေကနေဈေးကွက်ရဲ့အမြင့်နှုန်းကိုခေဖြတ်လို့ရနေတာကတကယ်မိုက်ပါတယ်ဥပမာ 2x1 လိုမျိုးမဆောက်တဲ့ထောင်းတွေဟာဈေးကွက်ကအရန်ကိုမြင်မြန်ဆန်ဆန်နဲ့အရှင်းအဟုန်ပြင်းပြင်းရွေ့နေတဲ့စွာကိုပြနေပါတယ်စန့်ကျင်ဘက်အနေနဲ့ 1x2 လိုမျိုးပြည့်ပြည့်တဲ့ထောင်းတွေကတော့ဈေးကွက်ဟာနေခွေစွာနဲ့အချိန်ယူပေးတက်နေတဲ့စွာကိုညှင့်ပြနေတာပါလက်တွေ့ဆွဲတဲ့အခါကျရင်အဓိက swing point ဒီကိုအခြေခံရပါတယ်ဈေးကွက်အတက်အတွက်ဆိုရင်အနည်းဆုံး swing low မှတ်ကနေအပေါ်ဘက်ကိုရက်တောင်ပုံစံမြင်းနေဖြာထွက်အောင်ဆွဲရပြီးအဲ့ဒီမြင်းတွေက support တွေဖြစ်လာပါတယ်ဈေးကွက်အကျအတွက်ဆိုရင်တော့အမြင့်ဆုံး swing high ကနေအောက်ဘက်ကိုဆွဲချရပြီးအဲ့ဒီမြင်းတွေက resistance အဖြစ်တာဝန်ယူပေးသွားမှာဖြစ်ပါတယ်အကယ်၍ဈေးကမြင်းတစ်ချောင်းကိုဖောက်ထွက်သွားပြီဆိုရင်ဘာဖြစ်မလဲ trade ရဲ့အနေအထားပြောင်းသွားပြီဆိုတာကိုချက်ချင်းသိနေပါတယ်အဲ့ဒီလိုဖောက်ထွက်သွားတာနဲ့တပြိုင်နက်တည်းသူ့ရဲ့နောက်ကကတ်လက်ရှိနေတဲ့ geometry မြင်းတစ်ချောင်းဟာအလိုအယောက်အသစ်ဖြစ်လာမဲ့ dynamic target ဒါမှမဟုတ်ခိုင်မာတဲ့ support အသစ်ဖြစ်ပြောင်းလဲသွားပါတယ်ဒါဟာလှုံ့ရှားနေတဲ့ဈေးကွက်ထဲမှာပြစ်မှတ်တီကိုအမိဖန်တဲ့နီလန်းပါပဲဒီတော့ဒီကိရိယာနှစ်ခုကိုခဏလောက်ယဉ်ကြည့်လိုက်ရအောင် Gan Square ဟာပုံသေးဖြစ်ပြီးအချိန်နဲ့အလက်အပြောင်းအမှတ်တွေကိုအဓိကရှာဖွေပါတယ်
ကန်ဖန်ကတော့ရွေးလိုက်နေတဲ့ထောင်းတွေကိုတုံးပြီး trend နေတဲ့ခိုင်မာမှုနဲ့အမြန်နှုန်းကိုခြေရာခံမှုအထူးကတုံးတာဖြစ်ပါတယ်ဒီနှစ်ခုရဲ့တဘာဝမတူတာကိုကွက်ကွက်ပြပြတိထားဖို့လိုပါမယ် ကဲအခုဆိုရင်အပျော်တန်းသမားတွေနဲ့ professional ကြားမှာအကွာကြီးကွာသွားစီတဲ့ ခေတ်သစ် trading မှာမဖြစ်မနေတည်ထားတဲ့လီဝုတ်ချက်လေးတစ်ခုကိုပြောပြခြင်းပါတယ် တင်ချာနီးရဒီလောက်ပြည့်ပြည့်စုံနေတဲ့ကိရိယာတွေကခေတ်သစ် platform တွေမှာတုံးတဲ့အခါဘာလို့အကြီးအကျယ်လဲချော်ပြီးကြာရှုံးတတ်ကြတယ်လဲစဉ်းစားစရာပဲနော်အရာအလုံးမှန်နေလေသားနဲ့ဘာလို့လုံးမလောက်တာလဲပေါ့အဖြေကတော့ scale အမှားပါပဲတာမန်အားဖြင့် platform တွေမှာ chat ကိုအဝယ်အထွက် zoom ဆွဲလိုက်တာနဲ့အရေးကြီးလာတဲ့45 degree ထောင်းတွေဟာရွှေဆောင်ပြီးပျက်စီးသွားပါတယ်ဒါကိုဖြည့်ရှင်းဖို့လိုဝက်ချက်ကတော့ chat settings မှာ lock price to bar ratio ကိုမဖြစ်မနေ on ထားဖို့ပါပဲဒါလေးတစ်ချက်လုပ်လိုက်တာနဲ့ကဲနဲ့အချိုးအစားတွေဟာမမှန်ကန်ကန်အလုပ်လုပ်သွားပါလိမ့်မယ် နောက်ဆုံးအပိုင်းအနေနဲ့ဒီလိုတမိုင်းဝင် geometry theory တွေကိုခေတ်သစ်ဈေးကွက်အခြေအနေတွေနဲ့ဘယ်လိုလိုက်လျောညီထွေပေါင်းစပ်မလဲဆိုတာကိုကြည့်ကြရအောင်ဒီလိုပေါင်းစပ်မှုကနေရလာတဲ့အားသာချက်ကတော့တော်တော်လေးကိုကြီးမားပါတယ် ဒီနေရာမှာတေချာလေးတတိပေးချင်တာက GAN 2တွေကမော်ဒုတ်တန်နေမဟုတ်ပါဘူးဒါတွေကိုတစ်ခုတည်းတီးတန့်ကွက်ပြီးအသုံးမပြုဖို့အရေးကြီးပါတယ်အမြဲတမ်း price action တွေ RSI လိုမျိုးအရှိုင်း indicators တွေနဲ့ပေါင်းစပ်ရပါမယ်ပြီးတော့ဘာပဲလုပ်လို့ risk management ကိုတင်းတင်းကြပ်ကြပ်လက်ဆောင်ဖို့ကပထမဦးစားပေးပါပဲ အကောင်းဆုံးဥပမာတစ်ခုပြောပြရရင်ရိုးရာဂမ်းမြင့်တစ်ခုနဲ့ခေတ်သစ် smart money concept က order block တစ်ခုတို့တိုက်ဆိုင်နေတဲ့နေရာမျိုးပါပဲဒီလိုတိုက်ဆိုင်နေတဲ့ confluence zone မျိုးကိုတွေ့ပြီးဆိုရင်တော့အဲ့ဒီနေရာဟာအလွန်ကိုအားကောင်းပြီးအောင်မြင်နိုင်ချေအလွန်မြင့်များတဲ့ဝင်ပေါက်တစ်ခုဖြစ်လာပါပြီဒါဟာ viewer နှစ်ခုရဲ့ပြည့်ပြည့်စုံတဲ့ပေါင်းစပ်မှုပါပဲ ဆိုတော့ကဒီနေ့ရှင်းလင်းတင်ပြချက်တစ်လျှောက်လုံးပြောသွားတဲ့အထက်ကမေးထားလို့မရတဲ့အဓိကအချက်၃ချက်ကိုပြန်ချုံကြည့်ကြမယ်ပထမဆုံး YX1 ဈေးနှုန်းနဲ့ချိန်မျှတမှုသဘောတရားကိုအပြည့်အဝနားလည်အောင်လုပ်ပါဒုတိယ cardinal နဲ့ ordinal လိုမျိုး geometry မျက်နှာကိုအသုံးချပါနောက်ဆုံးနဲ့ရေးကြီးဆုံးမှာဘေးတော့မှတစ်ခုတည်းမဆုံးချက်ပဲ confluence စုံတွေကိုရှာဖွေဖို့နဲ့ chart scale ကိုတေချာ lock လုပ်ဖို့ပါပဲအခုလိုမျိုးဈေးကွက်ရဲ့သင်ထားတဲ့ geometry သဘောတရားတွေကိုကျွမ်းကျင်ပိုင်နိုင်သွားပြီဆိုရင်မနှက်ဖြတ်မှာ chart တွေကိုကြည့်တဲ့အခါအရင်ကမတူပဲဘယ်လိုမျိုးအလုံးစုံပြောင်းလဲမြင်ယုံလာနိုင်မလဲဆိုတာတကယ်ကိုစိတ်ကူးကြည့်စရာပါပဲရှုပ်ထွေးလာတဲ့ဈေးကွက်လှုပ်ရှားမှုတွေရဲ့နောက်ွယ်ကတိကျတဲ့ geometry အစီအစဉ်ကြနေမှုတွေကိုမြင်တွေ့နိုင်စွမ်းရှိပါကြပါစေလို့စံတာပြုရင်ဒီရှင်းလင်းတင်ပြချက်ကိုဒီမှာပဲအဆုံးသတ်လိုက်ပါတဲ့အားလုံးပဲအောင်မြင်မှုတွေရရှိကြပါစေ